မင်းသားကြီးမြင်းမြတ်ကကျွန်းလင်ကိုလမ်းလေကောင်မှထိုင်ကြတော့ခဲ့ရရှင်ရဲ့နောက်ွယ်ကအကြောင်းရင်းဗိတ္တများလုံးပဲမင်္ဂလာပါရှင်အကယ်ဒမီစုပေးပွဲမပြီးခင်မှာကျွန်းလွင်နဲ့တွားရောက်တွေ့ဆုံပြီးတော့လမ်းလေကောင်မှထိုင်ကြတော့ခဲ့တဲ့မြင်းမြတ်ရဲ့လိုရက်ကအရန်လူပြောများနေပါတယ်မြင်းမြတ်ကဒီနေ့မှာပူပူနွေ့နွေ့အကယ်ဒမီစုကိုရရှိထားပြီးတော့ဗိတ္တတွေဂုံယူနေရတဲ့အတူပါမြေစာရုပ်ရှင်ဇာတ်ကားကြီးနဲ့အတူဗိတ္တရဲ့ရင်ထဲကအကယ်ဒမီရင်ခုန်တန်နဲ့ထပ်တူညီစွာအကောင်းဆုံးအမျိုးသားဇာတ်ဆောင်စုကိုမြင်းမြတ်ကရရှိခဲ့ပါတယ်။ဒါတင်မကပန်းမြိုင်လေကဥယျာဉ်မှုရုပ်ရှင်ဇာတ်ကားကြီးနဲ့အကောင်းဆုံးဇာတ်ကားစုကိုပါရရှိထားခဲ့တာပါ။အကယ်ဒမီတစ်ခုရဖို့တောင်းခက်ခဲတဲ့အပြိုင်ဆိုင်များတဲ့နေ့မှာမြင်းမြတ်ကတော့ထိပ်တန်းမင်းသားပီတာစွာနဲ့အကယ်ဒမီနှစ်ခုကိုတစ်ပြိုင်တည်းရယူထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လေအားလုံးကရင်ခုန်စိတ်လှုပ်ရှားပြီးတော့ဂုဏ်ယူစွာချီးကျူးနေကြတဲ့အချိန်မြင်းမြတ်ကတော့အကယ်ဒမီစုကြည်ညာလို့မပြီးခင်မှာကျွန်းလွင်ကိုထိုင်ပြီးတော့ရှ िख ိုးကြော့ခဲ့တာဖြစ်ပါတယ်။အကြောင်းရင်းကတော့ကျွန်းလွင်ကမြင်းမြတ်အတွက်အလုပ်ဦးဆရာတယောက်ဖြစ်နေလို့ပါ။မြင်းမြတ်ကလွန်ခဲ့တဲ့နှစ်ပေါင်း2006ခုနှစ်ကတည်းကအနုပညာလောကကိုဝင်ရောက်လာခဲ့တာဖြစ်ပြီးအတွဲခေါ်ယူတင်ပြပေးခဲ့တာကဆရာကျွန်းလွင်ဖြစ်ပါတယ်။ကျွန်းလွင်ကမင်းသားမင်းသမီးများစွာကိုမြေတောင်မြောက်ပြီးခဲ့ပြီးတော့နှစ်စဉ်နှစ်တိုင်းအခါကြီးရကြီးတွေမှာအင်ကိုလာရောက်ကြတော့တဲ့တပည့်တွေကိုပိုင်ဆိုင်ထားပြီးမြင့်မြတ်လိုလူပုံအလဲမှာကျေးဇူးတည်သက်စွာနဲ့ထိုင်ကြတော့ခဲ့တဲ့တပည့်ကတော့မရှိဘူးပါဘူး။ဒါကြောင့်အကယ်ဒမီပေးပွဲကြီးရဲ့အလဲမှာယူတင်လေးစားစွာရှ िख ိုးကြော့ခဲ့တဲ့မြင့်မြတ်ရဲ့အပြုအမူကိုကြည့်ပြီးတော့ဆရာကျွန်းလွင်တောင်မြည်ရည်ဝဲခဲ့ရပါတယ်။မြင့်မြတ်အကယ်ဒမီရခဲ့တာကြောင့်ဆရာအရင်ကြီးဖြစ်တဲ့ကျွန်းလွင်ကထပ်တူဝမ်းသာနေတဲ့အချိန်မြင့်မြတ်ကတော့အခြေစုတင်စကားမှာဆရာရဲ့အနာမည်ကိုထည့်ပြီးတော့ရှိကျူးခဲ့တယ်လို့စုယူပြီးတော့လေလူများလယ်မှာထိုင်ကြတော့ခဲ့တာဖြစ်ပါတယ်။ထိတ်တန်းအကယ်ဒမီမင်းသားဆိုတဲ့မာနာတရားတွေမထားပဲကိုယ့်ပေါ်ဆုံးမတွင်တင်ပြီးတော့အနုပညာလောကထဲမှာအောင်မြင်မှုရရှိအောင်အတွဲခေါ်ယူပေးခဲ့တဲ့ဆရာကိုကျေးဇူးတည်တဲ့အပြုမှုလေးကမြင့်မြတ်မှန်တာရှိတာပါဒီအပြုအမှုကိုတွေးမြင်လာရတဲ့အခါမှာမြင့်မြတ်ကဘာကြောင့်အောင်မြင်နေရတယ်လဲဆိုတဲ့အကြောင်းရင်းကိုတခါတည်းတွဲမြင်လာရပါတယ်ဆရာကျေးဇူးကိုတည်တဲ့တယ်လို့မာနတရားကိုနှိမ့်ချပြီးတော့အနုပညာလောကသားတွေအပေါ်မှာလည်းကုညီဆောက်ရှောက်တဲ့စိတ်တဘောထားတွေကြောင့်မြင့်မြတ်ရဲ့အောင်မြင်မှုတွေကနှစ်ပေါင်း20စာတည်တဲ့နေတာပါအခုနှစ်မှာလည်းနေတိုးတို့လိုထိတ်တန်းမင်းသားကြီးတွေနဲ့အပြိုင်အကယ်ဒမီစကားတင်စင်ဝင်ခဲ့ပြီးတော့အားလုံးကိုကြော်တဲ့ကမြေစာရုပ်ရှင်ဇာတ်ကားကြီးနဲ့အကယ်ဒမီရွှေစင်ရုပ်ထုကိုတင်ပိုက်သွားနိုင်ခဲ့ပါပြီမင်းသားတယောက်မှရှိတင်ရှိတိုက်တဲ့ရုပ်ရည်ရုပ်ဆောင်မှုအိုက်တင်ပြီးပြမှုတွေနဲ့စူးစမ်းမှုတွေအပြင်ပြေဝတဲ့စိတ်တဘောထားတွေကြောင့်မြင်းမြတ်ကတော့အကယ်ဒမီနဲ့ထိုက်တန်လွန်ပါတယ်ဟာတာဇာကားတွေအပြင်ဒရာမာဇာလန်တွေကိုလည်းအပိုင်နိုင်ဆုံးဖြစ်တဲ့မြင်းမြတ်ကဒီနေ့မှလည်းအကိုကြီးအဖရပေးတတ်တဲ့စီပင်သားရမှိုက်သိန်းသမားမောင်နှမတွေအပေါ်မှာမေတ္တာတရားပြေဝတဲ့တနာစရာလူသားကြီးအဖြစ်နဲ့အကယ်ဒမီစုကိုထိုက်တန်စွာနဲ့ရရှိသွားခဲ့ပြန်ပါပြီအကယ်ဒမီရပြီးရှင်လက်ဦးဆရာကိုကျေးဇူးတည်သက်စွာရှ िख ိုးကြော့ခဲ့တဲ့အပြုမှုလေးကပို့ပြီးတော့တောင်မှလေးစားစရာကောင်းနေပါသေးတယ်။မြင်းမြတ်လိုကျေးဇူးတည်တဲ့တပည့်တွေတာများလာမယ်ဆိုရင်သင်ကြားပေးရတဲ့ဆရာတွေလည်းဆရာကျွန်းဝင်လိုမျိုးပီတိကိုစားပြီးတော့အားကြီးနေရတော့မှာပါ။အကယ်ဒမီကိုထိုက်တန်စွာရခဲ့တဲ့အချိန်လက်ဦးဆရာကိုလူအများလယ်မှာရွသေးစွာရှ िख ိုးကြော့ခဲ့တဲ့မင်းသားကြီးမြင်းမြတ်ရဲ့အခုလိုအပြုမှုလေးကိုလေးစားမိတဲ့ဆိုရင်မှတ်ချက်ပေးခဲ့ပါအောင်နော်။ကြည့်ရှုပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါရှင်။